ဒါခုံမထိုင်လို့အပြစ်မမြင်နဲ့ဦးနော် ဘာမမြင်ဘူး အောက်ကအမေတို့ကရားတဲ့ခုံနဲ့ထိုင်ဆိုလို့ ဟုတ်တယ်နော်ဖက်မွေးတွေပါလာ အ လေ မေကအောက်ကထိုင်နေတာအပေါ်ကဆိုမတင်တယ်လို့ ဟော အားကြောင့်မလို့အားလေးနားလဲပေးအောင်နော်အခုအပြိုကြီးလောက်တော့ကြတော့တယောက်တည်းအဲ့ဒါယောက်ျားမြူတော့မကောင်းဘူးနော် မကောင်းဘူး မောင်နှမဘယ်နှယောက်ရှိတာ ၄ယောက်တွေ ဆုံးသွားကြပြီ ဆုံးသွားပြီ အမေတယောက်တည်းကြံခဲ့တာ တယောက် ကောင်းလားအပြိုကြီးလောက်လိုက်တော့ မကောင်းဘူးလို့ အခုချိန်အိမ်တော်ပြောမလား မပြုတော့လေ မပြုတော့လား ဟိုရောက်တော့မှလေ ဟိုရောက်တော့မှာအားကြောင့်ပြောတာဟိုဒီချိန်နဲ့ဒီပို့ချိန်နဲ့ပို့ဆိုအားကြောင့် ချိမကောင်းချိမကောင်း မရှိမကောင်းရှိမကောင်းဟောအဲ့လိုအခုတော့တယောက်တည်း တယောက်တည်း အခုဒီစိတ်လိတ်ခုံမှာလောက်နေတယ် လုံးနေရ စိတ်လိတ်ခုံကပိုင်ရှန်လဲတဘောကောင်းနေတဲ့ ကောင်းနေဟုတ် အလုံးမလောက်ခိုင်းမနဲ့မလောက်ခိုင်းလား ဒီတိုင်း ထိုင်းနေခိုင်းတာ အိမ်ကြတော့လေတယောက်တည်း တယောက်တည်းဘောဒီမှာကျတော့အဖော်တွေနဲ့စကားပြောရင်းနဲ့ လက်ဖေးလေးတောက်လိုက် ဖက်လေးတောက်လိုက်အလာပါတလာပါပြောရင်းနဲ့ ဆက်လိုက်ကလေးတောက်လိုက်ဒီမှာဆက်လိုက်ကူက ဟုတ်ပြီအခုဒီမှာဘေးမှာပါဆေးရောညစင်းမှုတွေ ညစင်း ည ဘူး စင်းခါတာ ဒီဖက်ရွေးရင်လေ ဟုတ် စိုက်တော့မြန်မျက်ဝတ်တွေတန်းလာတော့ဒီညစင်းလေးကချက်လေးသုံးကခံရတာ ဟောအဲ့လိုခါတာ ဒီညစင်းကနတ်မြက် နတ်မြတ်စင်း နတ်မြက်စင်းဒီဟာကညကြတော့ဟိုကဘာလို့သမင်းစားပြီးတောက်တာ အော်အဲ့လို ဆက်လိုက်တွေတောက်ပါများတော့ ဟုတ် အမဆက်လင်းနဲ့ကူရတာအခုကြတော့ဆရာဝန်လက်မှတ်နဲ့မှာတဲ့ရမှာတဲ့ဆို ဟော တော့ အဲ့လို ချွေးတန်သုံးနေရတာ ချွေတာတုပ်နေရတာဟောအဲ့လိုကို အဲ့ဒီလိုငါနေတယ်တနေ့သုံးတာလောက်ခါ အခုအဲ့ဆိုရင်တယောက်တည်းဒီမှာအလောက်လာစင်းအိမ်မှာကိုကနဲ့ကိုချက်ပြုတ်သား စက်ပြုတ်စား ဟုတ်ပါအခုဘာတွေခက်ခဲကြအောင်အမေတို့ဘာလိုရတော့ပြော မမရေးထားရေးပဲတွေးဘူးလားခုလဲပေါ့နော်လူချင်းတာ စာရေးတောက်ရေးကြရော လူချင်းတာလူရတာလေ လူကျင်တာလူရတာ ဟုတ် ကိုနောက်ပါမယ်အလုပ်လေးတွေ ဒါပါပဲ ဒါပါပဲအဲ့တော့အမေတယောက်တည်းနေရတယ်ဟာဘဝညံလဲဝိုင်းပြီးတော့ကိုကြီးရောင်းတာတောင်းပေးကြတော့ ဟုတ်တယ် ဒါတို့ကဒါလေးကိုလာကြည့်ပေးတာ ဟုတ်တယ် ဒီတက်ရွယ်နေဒီလောက်ရတာအမေတက်ဘယ်လောက်လဲ 94နဲ့ 94တောင်ရှိ ခုနကဟိုကမလေးမ92နဲ့လေ94နဲ့တဲ့ဝင်တာပေါ့နော် 94တဲ့ဝင်သွားပြီဟိုဒါဖက်လေးတွေကောင်းတာနဲ့မကောင်းတာနဲ့ရွေးနေ ရွေးရတာ အဲ့လိုမကောင်းတာဖဲ ဟုတ်တယ် လိတ်တာတွေရောအမေတို့ပဲလောက်ရတာလား မဟုတ်ဘူးဆိုင်ခွဲတွေ အောက်ဆိုင်ခွဲတွေတူလိုင်းနဲ့တူတစ်စိမ့်ရသွားတာ ဟုတ်တယ် အဲ့လိုဟုတ်ပြီအမေဟိုဒါအလူငွေလေးထောက်ပံ့ပေးပါမယ်နော် ဟုတ်အလူရှင်နာမည်လေးဒါပြောပြမယ်နားထောင်ပေးပါအောင်နော်ကိုမင်းဒုက္ခမခင်မာလာထွန်းမင်းဒုက္ခလျှက်စစ်ပစ္စည်းအမျိုးမျိုးနဲ့ရေးပိုက်ပစ္စည်းရောင်းဝယ်ရတိုင်းမှာတတိန်းထောက်ပံ့ထားတာရှိပါတယ်ပြီးရင်ဦးထွန်းထွန်းဦးဒေါ်ဆာနာခိုင်တမီဒေါ်ဆာနာခိုင်မိသားစုရန်ကုန်ရွှေပြည်သာ၄ရက်ကွာတခါတိုင်းမှာတတိန်းကျတော့တတိန်းထောက်ပံ့ထားတာရှိတယ်နှစ်တိန်းနော်နှစ်တိန်းတော့ရပြီပြီးရင်ကျွန်တော်တို့ဒေါ်ကြောခိုင်မိသားစုမန္တလေးကံကောက်ကွက်တစ်ကတိုင်းမှာလဲအဲ့ဒီအတိုင်းမှာလဲတတိန်းလူပေးအောင်မယ်အမေတို့ကဒါ3တိန်းထောက်ပံ့ပေးကြလိုက်မယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် အိမ်ကကြတော့ဘယ်လိုနေရလဲငှားနေရတာလားဘယ်လိုလဲ မဟုတ်ဘူးအပြိုကြီးဆိုတော့မသိမချင်းနေတဲ့ ဟောအဲ့လိုအပြိုကြီးဆိုတော့အိမ်လာကလည်းပေးမပေးရဘူး မပေးရဘူးဘာမှမပေးရအောင် အမေအတွက် ဟုတ်တယ် တက်တက်စာတော့ဒီနေရာမှာလင်း အဲမသိမချင်း မသိမချင်းအမေဘဝတက်တက်စာပေးထားတယ် ဟုတ်တယ် တဘဝစာပေးထားတယ် ဟုတ်တယ် ဟုတ်ပြီဝမ်းသာပါတယ်အဲ့လိုမျိုးလေးအဖက်ဖက်ကဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးကြလို့ ဟုတ် ဒီစိတ်လိတ်ခုံကပိုင်ရှင်တွေလည်းဝိုင်းဝန်းပံ့ပိုးပြီးလို့တကယ် ပန် ဝမ်း ဖို့ သာ ပါ 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 တယ်နော် ဟုတ် အဲ့လိုပံ့ပိုးလို့လည်းအမေအသက်ရှူချောင်းနေရထင်ပါတယ် ဟုတ်တယ် နော် ဟုတ်တယ် ဟုတ်ပြီအဲ့တော့ဒါကလည်းဒီမှာအမေကိုအလူငွေလေးထောက်ပံ့ပေးပါမယ် ဟာ အလူငွေလေး3တိန်းပါ ကဲကြည့်ကြမှာစိတ်ချမ်းသာကြပါသည်ဘုန်းကြီးရဲ့တာသမီကျမ်းချမ်းသာကြပါသည် ပြည်စင်နေပြပါသေးဒါခုံမထိုင်လို့အပြစ်မမြင်နဲ့ဦးနော် ဘာမမြင်ဘူး အောက်ကအမေတို့ကရားတဲ့ခုံနဲ့ထိုင်ဆိုလို့ ဟုတ်တယ်နော်ဖက်မွေးတွေပါလာ အ လေ မေကအောက်ကထိုင်နေတာအပေါ်ကဆိုမတင်တယ်လို့ ဟော အားကြောင့်မလို့အားလေးနားလဲပေးအောင်နော် နားလဲပါတယ် ကျေးဇူးပါ ကလေးတွေနဲ့နေတာအကုန်နားလဲ ဟုတ်တယ်